ကြာပြီလားရတယ် ကြာပြီအေးစိတ်ပဲလား အေး easy ဘာစားအောင်လဲ အေးဘိုက်တော့နည်းနည်းစားငုံငါဆိုင်အောင် မင်းကတစ်ခါလာလဲမဝင်ကနှစ်ခါလာလဲမဝင်က everyday မဝင်ကမရိုးသေးဘူးလား ငုံငါတော့တနေကုန်စားလဲစားနိုင်တယ်ရောငုံငါကြိုက်တာကွာ တဘော ငုံငါဘိုင်းနဲ့ရတယ်ဟောအဲ့ဒါကိုအလွတ်ပဲပေး ဟောအဲ့ဒါမြန်မေး တိကျင်လို့လေဘိုင်းနဲ့ရ စားတယ်ပြဘယ်လိုဖြစ်လို့မဝင်ကလေးယူအားရင်စားခြင်း ငုံငါကြိုက်လို့ငုံငါစားကျင်တာပေါ့ကွာမင်းရတယ် မဝင်ကကြီးကဘာမှလည်းထူးခြားမှုမရှိပါဘူး ဟောရ တိုင်းက3ရန်နေပါတော့ထူးခြားသေးတယ် ဟာရောက်မင်းများသွားပြီမင်းတုံရန်အခုချက်အခုရတယ်ဟေးလားနော်ငုံငါအခုချက်အခုမရဘူးအချိန်မေးပြီးတော့လည်းချက်တန်မိုးရှိနော် အဖိုးလေး ချက်တက်လို့လားမင်းအဲ့လိုလိုက်ပြောနေ ချက်တက်ကိုစားတတ်တယ်လေ မင်းကဂုတ်ကဆွဲပြီးခေါ်သွားမှရမှာခေါ်သွားပြီးဒီမှာကြည်ဆိုပြီးပြောမှရမှာမင်းရသေးလား မင်းချက်လဲမချက်တတ်ပဲလိုက်ညင်းမင်းကိုရောဆိုပြီးဒီမှာချက်ပြမှာပဲရမှာမင်းလိုက်ခဲ့လိုက်အဲ့ဒါဆိုမင်း ဘယ်လို AR တိုင်းကိုမင်းလိုက်ခဲ့လိုက်မင်းကလည်းသွားပြီးတော့ငုံငါးကြီးသွားပတ်စားတယ် သွားမယ်လေးတိုင်း ငါးပိုးတဲ့ AR တိုင်းကိုသွားမှာနော်အဲ့မှာငုံငါးမင်းကလိုက်ကျွေးလိုက်မင်းကြည့်လိုက် โอเคလေအမျိုးတို့ခင်ဗျာကျွန်တော်တို့နောက်တစ်ပတ်ကြာရင် AR တိုင်းရဲ့မျိုးတစ်မျိုးစီသွားပြီးတော့ငွေကားလေးတွေတူတူလေးလာကြတာပေါ့